မင်္ဂလာပါ Google Map ကိုအထာကြကြသုံးလို့ရစေမယ်နီလန်6မျိုးကိုပြပေးသွားခြင်းပါတယ်။နံပါတ်1ကတော့ကျွန်တော်တို့ distance ပေါ့နော်။ Google Map မှာကျွန်တော်တို့ကိုသိကျင်တဲ့အတိုင်းအတာအကွာအဝေးတွေကိုတိုင်းတာလို့ရပါတယ်။ဆိုတော့ကျွန်တော်တို့ဘယ်လိုတိုင်းလို့ရလဲဆိုတာလေးကိုဒီမှာတစ်ချက်ကြည့်လိုက်အောင်ပါ။အဲဒါကျွန်တော်ဒီမှာ Google Map ထဲကိုသွားလိုက်မယ်။သွားပြီးတော့ဒီမှာကိုတိုင်းကျင်တဲ့နေရာတစ်ခုကိုရှာလိုက်ပေါ့နော်။ဒီမှာကတော့ကျွန်တော်နမူနာအနေနဲ့ဒီစကိုင်းတရားကျွန်တော်မန်းလေးနဲ့စကိုင်းနဲ့ဖြတ်တဲ့ AR နဲ့ကုတတရားဖြစ်တဲ့နောက်ဒီစကိုင်းတရားရဲ့အရှိပေါ့နော်ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့တိုင်းကြည့်ရအောင်ပါဆိုတော့ဒီမှာဆိုလို့ရှိရင်စကိုင်းတရား2ဆင်းရှိတယ်ဒီဘက်ကတော့ကျွန်တော်တို့ဒီကောင်ကတော့ဒါကျွန်တော်တို့အခုအသက်ဆောက်ထားတဲ့တရားပေါ့နော်သူကတော့ကားပဲသွားလို့ရတာဒီဘက်မှာဆိုရင်တော့ဒါကျွန်တော်တို့စကိုင်းတရားအဟောင်းပေါ့နော်ဟုတ်အင်္ဂလိပ်လက်ထက်တွေကဆောက်ထားတဲ့တရားဒါပေမဲ့အခုငလျင်အကြောင်းဒါကျွန်တော်တို့ပြိုကျသွားတဲ့စကိုင်းတရားပေါ့နော်ဒီစကိုင်းတရားရဲ့ဒီ area မြစ်တစ်ဖက်တစ်ချက်မှာရှိဟိုဘက်ကဒီဘက်ကအကွာဝေးဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့ဒီမှာ Google Map ကနေတိုင်းကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးတိုင်းရမလဲဆိုရင်ကျွန်တော်တို့ဒီမှာကိုတိုင်းမဲ့စမှတ်တဲ့နေရာတခုဒီမှာဆိုဒါစကိုင်းတရားအစဆိုပါစို့ဆိုတော့ကျွန်တော်အဲ့အစနေရာမှာကျွန်တော်ဒီမှာတစ်ချက်ထောက်လိုက်မယ်ပေါ့နော်ဖိလိုက်မယ်ပေါ့နော်ဖိလိုက်မယ်ဆိုလို့ရှိရင်သူကဒီလိုမျိုးလေး sorryဖိလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီလို location point လေးပေါ်လာလိုက်မယ်နော်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်ကိုဆွဲချလိုက်မယ် menu လေးကိုဆွဲချလိုက်မယ်ဆိုရင်ဒီမှာ measure distance ဆိုတာရှိတယ်သူ့ကိုတစ်ချက်နှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးအားဒါကျွန်တော်တို့စမှတ်ဖြစ်သွားပြီစမှတ်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ဒီလိုလေးဆွဲလာလိုက်မယ်အဲစကိုင်းတရားတစ်လျှောက်ကိုကျွန်တော်တို့ဒီမှာဆွဲလာလိုက်မယ်အဲ့မှာသူကအပြာရောင် dotted line လေးနဲ့ပြပေးနေရပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်လက်ရှိရောက်နေတဲ့နေရာလေးသူကဒါကျွန်တော်တို့64 kite ဆိုပြီးတော့ပြထားတယ်အဲကျွန်တော်တို့ဟိုဘက်ထိပ်ထိ AR မြစ်တစ်ဖက်ကထိပ်တရားဆုံးတဲ့အထိကိုကျွန်တော်တို့သွားလိုက်မယ်အခုလက်ရှိကျွန်တော်တို့2မိုင်ရှိသွားပြီဆက်သွားမယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီစကိုင်းတရားဟိုဘက်ဒီဘက်ကိုတိုင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီကောင်ကိုအဆုံးထိဆွဲသွားမယ်တရားဆုံးတဲ့အထိဆွဲသွားမယ်ခုဆိုရင်ဒါဒီမှာကျွန်တော်တို့ဒါငလျင်အကြောင်းပြုတ်ကြထားတဲ့တရားအစိပ်ပိုင်းကိုအခုလိုတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာသွားလိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာတရားကဒီဘက်ကိုဒီဘက်ကန်းရောက်လာပြီပေါ့နော်ဒီထိဆိုလို့ရှိရင်သူကဒါကျွန်တော်တို့ 0.7 မိုင်ဆိုပြီးတော့ပြရတယ်ပေါ့နော်အဲ့ဒါ 0.7 မိုင်အကွာဝေးရှိရဆိုပြီးတော့ဒါကျွန်တော်တို့တိုင်းတာလို့ရသွားစီမှာဖြစ်ပါတယ်နောက်နံပါတ်2ချက်ကတော့ကျွန်တော်တို့ street view ပေါ့နော်street view ဆိုတာတော့ကျွန်တော်တို့အပြင်မှာကျွန်တော်တို့ဒီတွိုင်းလာရင်လည်းကိုမျက်စိကမြင်တွေ့ရတဲ့ view အတိုင်းကိုကျွန်တော်တို့ Google Map ပေါ်ကနေကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ street view ဘယ်လိုကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ street view ဆိုတာလေးရှိတယ် street view လေးကိုသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ zoom တစ်ချက်ရှုံနိုင်မယ်street view မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာသူကဒီ street view ကြည့်လို့ရတဲ့နေရာတွေကိုကျွန်တော်တို့ကဒီမှာအပြာရောင်အဆက်လေးတွေနဲ့ပြထားတာရှိတယ်ကျွန်တော်တို့ဒီမှာအပြာရောင် line တွေနဲ့ပြထားတာရှိတယ်ပေါ့နော်အဲ့နေရာတွေမှာကျွန်တော်တို့ street view ကိုကြည့်လို့ရတယ်ဆိုတော့ကျွန်တော်ကဒီမှာတနေရာကိုဥပမာအနေနဲ့ပေါ့တစ်ချက်ထောက်လိုက်မယ်โอเคကျွန်တော်ဒီမှာအပြာရောင်ဆက်လေးတစ်ခုကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဒီနားလေးကိုထောက်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီစကိုင်းမှာရှိတယ်ကျွန်တော်တို့ဒီစွမ်းဦးပုံရရှင်စီဒီတော့ပေါ့နော်သူ့ကိုကျွန်တော်တို့ကဒီမှာအပြင်မှာမြင်တွေ့ရတယ်လို့မျိုးကျွန်တော်တို့က360 view ကျွန်တော်တို့ကလဲပြီးတော့ဒါကြည့်ရှုလို့ရသွားခြင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Google Map ကနေပြီးတော့ဒါကျွန်တော်တို့အရန်ကိုသုံးဝင်တဲ့ feature လေးတစ်ခုပေါ့နော်အပြင်မှာကိုတကယ်ရောက်သွားတယ်လို့မျိုးဒါခန်းစားသွားရစေတာပေါ့နော်ကျွန်တော်တို့ဒီဘေးပတ်လေကိုစိတ်ကြိုက်ဒီမှာအကုန်လုံးကိုကျွန်တော်တို့ကလက်ပတ်ပြီးတော့ကြည့်ရှုလို့ရသွားခြင်းမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ဘယ်နေရာကိုဝယ်မဆိုအခုလိုမျိုးကျွန်တော်တို့က street view ကြည့်ချင်တယ်ဆိုရင် Google Map ကနေဒီနည်းလမ်းလေးကိုသုံးပါ။နောက်ထပ်နံပါတ်3ချက်ကတော့ကျွန်တော်တို့ဒီ Google Map ကို internet မရှိဘဲနဲ့လည်းကျွန်တော်တို့သုံးလို့ရစီမယ်နည်းလမ်းလေးပေါ့နော်။အဲ့တော့ဒါကတော့ကျွန်တော်တို့အကြောင်းတစ်ခုအကြောင်းကိုဖုန်းမှာ internet connection မရှိတော့ဘူးဒါပေမဲ့ကျွန်တော်တို့ Google Map ကလည်းသုံးဖို့လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကို offline နေနဲ့သုံးနေလို့ရအောင်လုပ်ထားလို့ရတယ်ဆိုတော့ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ကျွန်တော်ဒီမှာဒီ profile ကိုယ့်ရဲ့ profile နဲ့ကိုသွားမယ်သွားပြီးသားရင်ဒီမှာ offline map ဆိုတာလေးရှိတယ်သူ့ထဲကိုဝင်လိုက်ဝင်ပြီးသားရင်ကျွန်တော်ဒီမှာ select URL map ကိုဆက်ပြီးတော့သွားလိုက်မယ်အဲဒါလို့ရှိရင်ဒီမှာသူကဒီ4000အကွက်လေးထဲမှာကို offline အနေနဲ့အသုံးပြုခြင်းတဲ့ area တော့ကိုကျွန်တော်တို့က adjust လုပ်ရမယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့ကဒီမန္တလေးမြို့နဲ့အနီးတစ်ဝိုက်ကိုပဲအဓိကမန္တလေးမြို့ကိုပဲကျွန်တော်တို့ကဒီ
offline အနေနဲ့သုံးကျင်တယ်ဆိုရင်ကျွန်တော်တို့ကဒီမျိုးချိန်လိုက်မယ်ပေါ့နော်ဒီအကွက်လေးထဲမှာကိုအောင်သူ့ကိုတစ်ချက်ချိန်လိုက်မယ်ချိန်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ download ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပဲအဲ့တော့လက်ရှိမှာဆိုရင်သူကဒီကျွန်တော်တို့ယူထားတဲ့ area ရဲ့ file size ကဒါ40 MB ဒီသူကရှိရပေါ့နော်အဲ့တော့သူက area များရင်များသလိုသူ့ရဲ့ size ကလည်းတိုးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာဟုတ်ကဲ့ဒီလိုလေးတစ်ချက်ချိန်လိုက်မယ်ဒီကမန္တလေးမြို့တစ်ဝိုက်ပေါ့နော်ပြီးရင်ဆိုတော့ဒီမှာ download ကိုနှိပ်လိုက်မယ်အဲ့ download ကိုနှိပ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်ဒီ downloading လုပ်နေပေါ့နော်အောက်မှာဆိုရင်ဒါ 10% ရှိပါပြီအခုဆိုရင် 14% ပေါ့နော်အဲ့ဒီကောင်လေး 100% ပြည့်တဲ့အထိကိုသူကစောင့်ပေးဖို့လိုတယ်အဲ့ကောင်လေး 100% ပြည့်သွားပြီဆိုတော့ကျွန်တော်တို့ဒီနေရာကိုဒါကျွန်တော်တို့ဘယ်နေရာပဲရောက်ကျွန်တော် internet မရှိလဲပဲဒါကိုဖုန်းလေးကနေဒါ Google Map ကိုသုံးလို့ရနေမှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးကိုကြိုတင်ပြီးတော့မှကျွန်တော်တို့ offline အနေနဲ့သုံးနေတဲ့နေရာတွေကိုအခုလိုမျိုးကျွန်တော်တို့ကကိုဖုန်းထဲမှာရင်တော့ download ချထားဖို့တော့လိုပါတယ်ဆိုတော့ဒီမှာကျွန်တော်100%ပြည့်တဲ့အထိချက်စောင့်လိုက်ပဲပြီးရင်ကျွန်တော်တို့ Wi-Fi internet တွေပိတ်ပြီးတော့ကျွန်တော်တို့အဲဒီမန္တလေးမြို့တစ်ဝိုက်ကိုကျွန်တော်တို့ Google Map မှာကြည့်လို့ရမလားဆိုတာကိုတစ်ချက်စမ်းကြည့်ပါမယ်โอเคဒါဆိုရင်ဒါကျွန်တော်တို့ဒီ download လုပ်ပြီးသွားပြီပေါ့နော်အဲ့လိုပဲနောက်ထပ်တစ်နေရာတစ်ခုထပ်ပြီးတော့ download လုပ်ချင်တယ်ဆိုရင်လည်းဒါကျွန်တော်တို့ select your own မဲ့ပြီးရင်တခြားနေရာတစ်ခုကိုကျွန်တော်ရွှေ့လိုက်မယ်ဥပမာကျွန်တော်ကဒီ60မဟုတ်တော့တခြားနည်းနည်းလှမ်းနေနေတာပေါ့နော်ဥပမာကျွန်တော် okay ဒီနေပြီးတော့တဝိုက်ကိုကျွန်တော်ကဒီ offline သုံးနေတယ်ဆိုရင်ခုလိုမျိုးချိန်လိုက်မယ်ချိန်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ download လုပ်လိုက်မယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒါ download လုပ်ပြီးပါပြီအပေါ်မှာတော့ဒါမန္တလေးအောက်က map 4ဆိုပြီးတော့ပြနေပါတော့ကျွန်တော်ဒီကောင်လေးကို rename လုပ်လိုက်မယ်နာမည်ပြောင်းလိုက်မယ်N D D ဆိုပြီးတော့ဗောနော် save လုပ်ထားလိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမန္တလေး area တစ်ဝိုက်နဲ့နေပြည်တော် area တစ်ဝိုက်ကိုကျွန်တော်တို့ကဒီ internet မရှိလဲပဲကျွန်တော်တို့ကို forward နဲ့ Google Map မှာကျွန်တော်တို့ကြည့်နေလို့တုံးနေလို့ရသွားစေမှာဖြစ်တယ်โอเคကျွန်တော် Google Map ကိုတစ်ချက်ပြန်ထွက်လိုက်မယ်ထပ်ပြီးကျွန်တော်ပြီးရင်ဒီ Wi-Fi ကိုပိတ်လိုက်မယ် mobile data လည်းပိတ်ထားလိုက်ပြီပေါ့နော်ဆိုတော့ကျွန်တော်တစ်ချက် Google Map မှာတစ်ချက်ပြန်သွားကြည့်မယ်โอเคကျွန်တော်ဒီမှာနေပြည်တော်တဝိုက်ကိုကျွန်တော်တို့ဒီမှာဒါ internet မရှိဘဲနဲ့အခုဆိုရင်ဒါကျွန်တော်တို့ဒီနေပြည်တော်တဝိုက်ကိုကျွန်တော်တို့ဒီ Google Map ပေါ်မှာကြည့်လို့သုံးလို့ရနေစင်မှာဖြစ်တယ်အဲ့လိုပဲကျွန်တော်ကခဏနေရဒီမန္တလေးတဝိုက်ပေါ့နော်မန္တလေးတဝိုက်ကိုလည်းကျွန်တော်တစ်ချက်သွားကြည့်လာမယ်ဘလင်းโอเคအဲ့လိုရှိရင်ကျွန်တော် internet မလိုပဲနဲ့ကိုဖုန်းလေးကနေဒါကျွန်တော် offline နေနဲ့သုံးလို့ရသွားစေမှာဖြစ်ပါတယ်โอเคနောက်ထပ်နံပါတ်၄ချက်ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ save parking ပေါ့နော် save parking ဆိုတာကတော့ကိုကားရထားခဲ့တဲ့နေရာကိုကျွန်တော်တို့ကမှတ်ထားခဲ့ခြင်းနဲ့ Google Map ပေါ်မှာမှတ်ထားခြင်းနဲ့ဆိုရင်ကျွန်တော်တို့က save parking သုံးပြီးတော့မှတ်ထားလို့ရတယ်ဘယ်လိုမျိုးသုံးရလဲဆိုရင်တော့ကျွန်တော်တို့ဒီအရင်တော့ကိုရဲ့ location နေရာလေးကိုအရင်သွားလိုက်မယ်သွားပြီးရင်ကျွန်တော်တို့အဲ့ဒီ location ပြနေတဲ့အပြာရောင်အမှတ်လေးပေါ်မှာတစ်ချက်နှိပ်လိုက်မယ်ကြံအောင်ဆက်လေးပေါ်မှာနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ဒီအပေါ်ကဒီ menu တွေထဲမှာကျွန်တော်တို့က save parking ဆိုတာလေးကိုနှိပ်ပေးလိုက်အဲ့ဒါဒီနေရာမှာသူက parking location ကို Google Map ပေါ်မှာမှတ်ထားပြီးဒီမှာဆို you are back here ဆိုပြီးတော့ပြနေရပေါ့နော်တကယ်လို့ဒီ parking လောက်ထားတဲ့နေရာကို Google Map ပေါ်ကနေကျွန်တော်တို့ကပြန်ပြီးတော့ဖြစ်ပြချင်တယ်ဆိုရင်တော့ဒီမှာ mode ကိုနှိပ်မယ်ပြီးရင် clear ကိုနှိပ်လိုက်ပါတော့။အဲဆိုလို့ရှိရင်ဒီ Google Map ပေါ်ကနေပြန်ပြီးတော့သူက delete လုပ်ပေးသွားမယ်။နောက်ထပ်နံပါတ်5တစ်ခုကတော့ကျွန်တော်တို့ share location ပေါ့နော်။ share location ဆိုတာတော့လက်ရှိရောက်နေတဲ့နေရာကိုကိုမိသားစုကိုရဲ့တငယ်ချင်းကိုမိတ်ဆွေတွေကိုကျွန်တော်တို့အကြောင်းတစ်ခုကြောင့်ကိုရဲ့ဒီနေရာကိုဒါ share လုပ်ခြင်းနဲ့ကိုရဲ့ဒီနေရာကိုပို့ပေးခြင်းနဲ့ဆိုရင်ဒီ Google Map ကနေကျွန်တော်တို့ကိုရဲ့ဒီနေရာကိုပို့ပေးလိုက်လို့ရတယ်။ဘယ်လိုမျိုးလုပ်ရလဲဆိုတော့ကျွန်တော်အရင်ဆုံးကိုရဲ့ location နေရာကိုအရင်တစ်ချက်ထောက်လိုက်မယ်တွားလိုက်မယ်ပေါ့နော်။တွားပြီးပြီဆိုရင်ကျွန်တော်တို့ကဒီမှာအဲဒီပေါ်လေးမှာတစ်ချက်နှိပ်လိုက်
ဒီအပြာရောင်ဆက်လေးပေါ်မှာတစ်ချက်နှိပ်လိုက်ပါနော်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ share real time location ဆိုတာလေးကိုနှိပ်လိုက်မယ်နေပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ကဒီ Messenger ကနေပို့မှာလား message ပို့မှာလားဒါမှမဟုတ် Telegram ပို့မှာလားစသဖြင့်ပေါ့နော်ကိုကြိုက်တဲ့ရာတကူရွှေ့လိုက်လို့ရတယ်ဒီမှာတော့ကျွန်တော် Messenger ကိုရွှေ့လိုက်မယ်ပြီးရင် share ဆိုတာကိုနှိပ်လိုက်โอเคဒါဆိုလို့ရှိရင်ဒီလိုမျိုးပေါ်လာမယ်အဲ့တော့ကိုကဘယ်သူရှေ့ကိုပို့မှာလဲပေါ့နော်ဒီမှာကျွန်တော်တို့ကရွေးချယ်ပြီးတော့ BR send ကိုနှိပ်ပေးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ location လန့်လေးက Messenger ကနေကိုပို့တဲ့သူရှိကိုရှောက်သွားမယ်တစ်ဖက်ကလူကအဲ့ဒီ link လေးကိုနှိပ်လိုက်တာနဲ့ဒီ Google Map ထဲကိုရောက်သွားပြီးတော့ကိုယ့်ရဲ့ဒီနေရာကိုသူတို့ကကြည့်နေလို့ရသွားစီမှာဖြစ်တယ်ပေါ့နော်နောက်ဆုံးနံပါတ်5ချက်ကတော့ကျွန်တော်တို့ direction ပေါ့နော် direction ကတော့ဗာလဲဆိုတော့ကိုတနေရာအနေနဲ့တနေရာကိုသွားခြင်းနဲ့ကိုကလမ်းမသိဘူးဆိုရင်ကျွန်တော်တို့ဒီ Google Map ရဲ့ direction အကူအညီနဲ့ကျွန်တော်တို့သွားလို့ရတယ်အဲ့တော့သူ့ကိုဘယ်လိုမျိုးသုံးရမလဲဆိုရင်ကျွန်တော်တို့ဒီဘေးမှာမြားလေးရှိတယ် direction ဆိုတဲ့မြားလေးကိုနှိပ်လိုက်မယ်အဲ့တော့ဒီမှာသူကဒီမှာ location နှစ်ခုရှိရယ်ဘယ်ကနေဘယ်ကိုသွားခြင်းလဲဒီမှာကျွန်တော်တို့မြားလေးတွေရှိရယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာနေရာတစ်ခုကိုရွှေ့လိုက်မယ်အပေါ်ကအကွက်လေးမှာတစ်ချက်နှိပ်မယ်ပြီးရင် choose on map ကိုသွားလိုက်မယ်ပေါ့နော် choose on map ကနေကျွန်တော်တို့ကဒီမှာဒီ location map လေးရှိတယ်ကကျွန်တော်တို့ကတနေရာဒီမှာဆိုလို့ရှိရင်ကျွန်တော်ကနမူနာအနေနဲ့ပေါ့နော်ကျွန်တော်ကဒီမှာပြင်မနာကိုကျွန်တော်ကဒီမှာတစ်ချက်ထောက်လိုက်မယ်ဟုတ်ကဲ့ပြင်မနာပူတာပေါ့ဗျာပြင်မနာပူတာကနေကျွန်တော်ကဘယ်ကိုသွားချင်တာလဲပေါ့နော်ဒီမှာအောက်က choose destination မှာသွားမယ်ပြီးရင် choose on map ကိုသွားပြီးတော့ကင်မရာပူတာကနေကျွန်တော်ကဘယ်လိုသွားမလဲဆိုရင်ဟုတ်ပြီဒီတရားသွားမယ်ပေါ့ဗျာကျွန်တော်ဒီတရားကိုပါလိုက်မယ်ပြီးရင် okay โอเคဒါဆိုလို့ရှိရင်သူကဒီမှာကျွန်တော်တို့ကားနဲ့သွားမယ်ဆိုရင်12မိနစ်ကြာမယ်သူရဲ့ကွာဝေးရတာ3.9 မိုင်ပေါ့နော်4မိုင်နီးပါးရှိမယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုသွားလို့ရလဲဆိုတာဟုတ်ဒီမှာကျွန်တော်တို့စဉ်းချက်ကြည့်လို့ရတယ်အခုဆိုရင်ဒါကျွန်တော်တို့ဒီအပြာရောင်နဲ့ပြထားတဲ့လမ်းတိုင်းကိုကျွန်တော်တို့သွားလိုက်မယ်ပေါ့နော်သွားလိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ပို့သွားခြင်းတဲ့နေရာကိုသူက line ဝင်ပြီးတော့ပြပေးသွားမှာဖြစ်တယ်အပြာရောင်လမ်းကြောင်းတိုင်းသွားလိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ဒီဥပ္ပါဒပန်တီစီဒီတုံးဆိုရဲဒါဘနော့ဖရာကိုရှောက်ရှိသွားစီမှာဖြစ်ပါတယ်โอเคပါအဲ့တော့ဒီဥပမာလေးတိုင်းပေါ့နော်ကျွန်တော်ဒီ Google Map မှာကျွန်တော်တို့ကိုရောက်နေတဲ့နေရာနေတခြားနေရာကိုသွားခြင်းနဲ့ဘယ်ကနေဘယ်ကိုသွားခြင်းနဲ့အဲ့တော့အချိန်ဘယ်လောက်ကြာမယ်ပြီးရင်အကွာဝေးဘယ်လောက်ရှိလဲစသဖြင့်ဒါတွေကိုကျွန်တော်တို့ကကြည့်ခြင်းနဲ့ဆိုရင်အခုနီလန်တိုင်းတုံးကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်